ငါကသူများတွေလောက်မတော်ပါဘူးလေဆိုတဲ့စိတ်ကိုအခုချက်ချင်းရပ်ပစ်လိုက်ပါဆိုရှယ်မီဒီယာကိုဖွင့်ကြည့်လိုက်တိုင်းသူများတွေအောင်မြင်နေတာပျော်ရွှင်နေတာကိုမြင်ပြီးကိုဘဝကိုအားငယ်မိတဲ့အချိန်တွေရှိပါသလားငါကသူတို့လောက်မတော်ဘူးငါမှအဲ့ဒီလိုအခွင့်အရေးမှမရှိတာဆိုပြီးကိုအမြဲတမ်းအထင်သေးနေမိတတ်ကြပါတယ်ဒီလိုတန်တရားဝင်နေတဲ့စိတ်ကပဲတင့်ရဲ့တကယ်စွမ်းရည်တွေကိုပိတ်လောင်ထားတဲ့အကြီးမားဆုံးအကျဉ်းထောင်ဆိုတာသင်သိပါသလားတကယ်တော့သင်အားကျနေရတဲ့အောင်မြင်သူတိုင်းဟာလည်းတစ်ချိန်ကသင်လိုပဲကြောက်ရွံ့မှုတွေတန်တရားတွေနဲ့စတင်ခဲ့ကြရတာကြီးပါပဲ။ကွာခြားတော့တာတစ်ခုကတော့သူတို့ဟာအဲ့ဒီကြောက်ရွံ့မှုတွေကိုအရှုံးမပေးခဲ့တာပါ။ယုံကြည်မှုဆိုတာမွေးရပါလာတဲ့အရာမဟုတ်ပါဘူး။နေ့စဉ်နေ့တိုင်းသေးငယ်တဲ့အောင်မြင်မှုလေးတွေကိုတိဆောက်ရင်းနဲ့ရရှိလာတာပါ။ဒီနေ့မနက်စောစောထားမယ်။လေ့ကျင့်ခန်း10မိနစ်လုပ်မယ်။စာ9မျက်နှာဖတ်မယ်။စတဲ့သေးငယ်တဲ့ဂတိလေးတွေကိုကိုပေးပြီးအဲ့ဒါကိုအကောင့်ထဲပေါ်ကြည့်ပါကိုပေးထားတဲ့ဂတိလေးတွေကိုနေ့စဉ်တီလာနိုင်တဲ့အခါတင့်ရဲ့ယုံကြည်မှုကအလိုလိုမြင့်တက်လာပါလိမ့်မယ်တင့်မှာလုံနိုင်စွမ်းနေအများကြီးရှိတယ်ဆိုတာကိုတင်ကိုယ်တိုင်လက်ခံလာနိုင်တဲ့နေ့ဟာတင်ဘဝရဲ့အကြီးမားဆုံးအချိုးအကွေ့ဖြစ်လာမှာပါသူများတွေနဲ့ရှင်ပြိုင်နေတာကိုရပ်တန့်ပြီးမနေ့ကတင့်ထက်တာလွန်တဲ့သူတယောက်ဖြစ်လာဖို့ဒီနေ့ပဲစတင်လိုက်ပါဒီဗီဒီယိုလေးကတင့်အတွက်ခွန်အားဖြစ်စေတယ်ဆိုရင် comment မှာ yes လို့မှတ်ပေးခဲ့ပါဦးတင်ဘဝကိုပြောင်းလဲဖို့ဒီနေ့ပါရီစလုံးမလဲဆိုတာကိုပါမျှဝေပေးတော့ပါအောင်နောက်ထပ်ခွန်အားဖြစ်စေမယ့်ဗီဒီယိုတွေအတွက် subscribe လုပ်ထားနိုင်ပါတယ်အားလုံးပဲယုံကြည်မှုတွေတည်ဆောက်နိုင်ကြပါစေ